ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒူရီလက်ကင်း channel လေးရနေပြီရောကျွန်တော်ရဲ့ channel အသေးလေးရနေပြီကျွန်တော်မိတ်ဆွေကျွန်တော်မိသားစုတွေအားလုံးပဲမင်္ဂလာပါလို့တီးတူတော့မကြမ်းကျွန်တော်နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေများအားလုံးပဲစိတ်ဆိုင်ကိုကြောင်ပြည့်စုံကြပါစေလို့ကျွန်တော်ကိုရနေပြီရောဦးစွာပထမဆုမကောင်းတော့ပါတယ်ဗျာကဲကျွန်တော်ကိုမိုင်းအားလုံးပဲမနှက်ပြန်ကဲဒူရီစပြီနော်ဒူရီစကိုမိုင်းအားလုံးပဲကိုလုံးစရာရှိရတွေဆက်လုပ်ထားမယ်ဇာတုသမားတွေနော်ကျွန်တော်ရဲ့ကန်ဆာကြီးအဖွဲ့ဝင်တောင်းဝင်ထားတဲ့ကိုမိုင်းအားလုံးပဲနော်ကျွန်တော်ချပေးထားတဲ့မွေးကနန်းလေးကိုအပွင့်နေရစပြီးတော့ပထမဆုံးပွဲရစပြီးမွေးမယ်နော်နေတိုက်သမားတွေလည်း 2 special လေးလာပြီဇာတုသမားတွေလည်းငွေထောမဲ့နေရလေးရောက်လာပြီအဲဒါကိုမိုင်းအားလုံးပဲနော်အခုကျွန်တော်တို့ဒါအင်္ဂါနေ့မနက်ကနေစပြီးတော့နောက်တော့ကျွန်တော်တို့ဒါ4ရက်ပေါ့ဗျာနော်အင်္ဂါဗုဒ္ဓဘူးကြာတာပလေးတောက်ကြနော်ဒီ4ရက်မှာကျွန်တော်ကိုမိုင်းပုံမှန်ကြည့်ပေးပါနော်ကျွန်တော်ဒါအပတ်တိုင်းမှာလည်းပြောတယ် live show လွှင့်တာပဲဖြစ်ဖြစ် video file တင်တာပဲဖြစ်ဖြစ်နော်ကျွန်တော်အချိန်ပြည့်တင်ပေးသွားမယ်မနက်တစ်ချိန်ညနေတစ်ချိန်ပုံမှန်တင်ပေးမယ်ဒါကျွန်တော်ဟိုဘက် channel ကြီးမှာရောဒီ channel လေးမှာရောဒီ channel လေးမှာ video file တင်ပြီးတော့ဟိုဘက် channel ကြီးမှာကျွန်တော် live လွှင့်ဖို့ရှိပါတယ်ဒါကြောင့်ကိုမရီအားလုံးပဲနော်ကျွန်တော်တို့ဒါပုံမှန်လေးတော့ကြည့်ပေးပါ live လွှင့်တာပဲဖြစ်စေ video file တင်တာပဲဖြစ်စေကျွန်တော်ကိုမရီအားလုံးပဲဒါကျွန်တော်တကယ်ချစ်တဲ့ခင်တယ်ကျွန်တော်ကနန်းနေပဲအများကြီးဆော့မယ်ဆိုတော့ကိုမရီတော့ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ပုံမှန်လေးကြည့်ဆော့ပေးပါပေါင်ကနန်းကမဝေးပါဘူးเนาะကျွန်တော်လမ်းမများပါနဲ့တော့ကျွန်တော်ကိုမိုင်းအားလုံးပဲတောင်းနေမှာကျွန်တော်လွဲတာချော်တာရှင်းရှင်းပဲဒါပေါင်ကနန်းရရှင်ပါအပတ်တိုင်းမှာကျွန်တော်တို့တောင်းနေရအမြဲတမ်းလာကြီးကောင်းနေကြပဲเนาะဒါကြောင့်ကိုမိုင်းအားလုံးမနက်ဖြန်ဖွင့်နေမှာလဲကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတယ်เนาะကျွန်တော်ထုတ်ပေးနေကြအတိုင်းလေးပဲကျွန်တော်ကြောက်ကြမဲ့1ချင်းလေးတင်ဝါလေး2ခွက်နဲ့ရွေးကနိုင်လေးခွက်ကျွန်တော်ပြီးပေါက်ထုတ်ပြီးမယ်ဒါကြောင့်ကိုမိုင်းအားလုံးပဲ video file လေးကိုမြင်မြင်တွေ့ပြီးဆိုရနဲ့အင်္ဂါလေးမနက်စီးတွေဘာတော့မှမသိတဲ့ကိုမိုင်းအတွက် live လက်မနှိပ်ပြီးတော့ video file လေးစုံနေကြည့်ပြီးတော့ကျွန်တော်ပြောမဲ့ကနန်းလေးတွေကျွန်တော်ရွေးချယ်ပေးမဲ့တင်ဝါလေးတွေကိုမနက်ဖြန်အင်္ဂါနေ့မနက်စီးမှာအဓိကဦးစားပေးစော်ပေးပါเนาะကဲကျွန်တော်14ရက်စေလာနောက်12မှာငါအင်္ဂါနေ့မနက်စီး12နာရီ10မိနစ်အတွက်ကျွန်တော်ရဲ့1ချင်းလေးရင်ပြောပါပြီเนาะ1ချင်းလေးဒီခွန်တေ1ချင်းပါခွန်မိုင်တက်ပိုင်ပါဒါအင်္ဂါနေ့မနက်12နာရီ10မိနစ်အဖွင့်စည်းအတွက်ကျွန်တော်ရဲ့1ချင်းပိုင်ပါเนาะ1ချင်းဒီတစ်ခွန်1ချင်းပါခွန်မိုင်တက်ပိုင်ပါနော်တစ်ပတ်ဒီခွန်မတီဒီကစော့မယ်ကျွန်တော်ကမားတွေအကြိုက်တို့မြင်တွင်ကတူမယ်ကြိုက်မှကျွန်တော်ကမားတွေယူစော့ပါကျွန်တော်ကမားတွေစော့လို့ရအောင်လဲကျွန်တော်မေတ္တာစေတနာနဲ့လက်ဆောင်အနေနဲ့ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ကမားတွေကျွန်တော်ကိုရင်းကမားတွေအနေနဲ့ကကြိုက်မယ်ဆိုမှယူစော့ပါကြိုက်တယ်ဆိုမှယူစော့ပါနော်ဒါလေးကိုကျွန်တော်အထူးပဲပြောချင်ပါတယ်တချို့တွေရှိတယ်နော်တချို့တွေရှိတယ်အဲ့လိုမျိုးလာပြောနေတယ်ဘိုင်ဘာတိတောင်လာပြီးတိုက်ခိုက်နေကြတယ်လူရှိလို့ကျွန်တော်နော်ကျွန်တော်ကြိုက်မှစော့ပါကျွန်တော်ဝမ်းချင်းလေးရင်ပြောပေးတယ်ဝမ်းချင်းလေးကြိုက်ရင်လိုင်းလမနိုင်ပဲအပြီးပေါက်ကနန်းလေးနဲ့တောင်းနေမှာစော့မယ်ကျွန်တော်အဲ့လိုပြောတာနော်ဝမ်းချင်းဒီတစ်ခုံဝမ်းချင်းမှာကီးလေးက4830ကြီးပါနော်ကီးလေးက4830ကြီးဝမ်းချင်းဒီတစ်ခုံဝမ်းချင်းတစ်ပိုင်ခေါ်ပိုင်ပါနော်ကျွန်တော်တို့ခွန်နဲ့ပတ်သက်ပြီးကျွန်တော်ကနန်းလေးရင်ခေါ်ပြပေးမယ်နော်ခွန်နဲ့ပတ်သက်ပြီးတော့80ခွန်4ခွန်8ခွန်9ပါမိသားစုနေရာလုံးပဲနော်ခွန်နဲ့ပတ်သက်ပြီးတော့80ခွန်4ခွန်8ခွန်9ပါခွန်နဲ့ပတ်သက်လို့အဓိကကစားအဓိကထားပြီးတင်ထိုးရမယ်ကနန်းလေး4กว่า80ခွန်4ခွန်8ခွန်9ပါမိသားစုနေရာလုံးပဲနော်ခွန်နဲ့ပတ်သက်ပြီးတော့80ခွန်4ခွန်8ခွန်9ပါเนาะကျွန်တော်တို့တင်းနဲ့ပတ်သက်ပြီးတော့10 1 2 1 8 1 9ပါမိသားစုနေရာလုံးပဲเนาะတင်းနဲ့ပတ်သက်ပြီးတော့10 1 2 1 8 1 9ပါမိသားစုနေရာလုံးပဲတင်းနဲ့ပတ်သက်လို့4ခွက်ကျွန်တော်တို့ကခွန်နဲ့ပတ်သက်လို့4ခွက်เนาะကိုမရအောင်ပဲတင်ကွက်လေးလာမယ်เนาะမိသားစုနေရာလုံးပဲတင်ကွက်လေးမပြောခင်မှာเนาะကျွန်တော်ကိုမရအဖိုးဝင်နေတဲ့ကိုမတွေเนาะအဖိုးဝင်နေတဲ့ကိုမကျွန်တော်နဲ့ဒီဘက်မှာကန်ဆက်နေတဲ့ကိုမအနေနဲ့မနက်ပြန်ကျွန်တော်မနက်10နာရီလောက်တွေကျွန်တော်အဖိုးရလက်ခံထားပါတယ်ဆက်သွယ်မဲ့ဖုန်းနံပါတ်လေးက399434ခွန်1 934နဲ့မှာဒီဗီဒီယိုဖိုင်လေးအောက်မှာကျွန်တော် comment မှာဖုန်းနံပါတ်လေးထောက်ပေးပါမယ်เนาะဒီဖုန်းနံပါတ်လေးကိုဓာတ်ရိုက်ဆက်သွယ်လို့ရလို့ဘိုင်ဘာကလည်းဟိုင်းလို့ရပါတယ်ကန်ဆာကြီးက1000ကျပ်ပါကဏ္ဍကဘဏ္ဍကွက်လဲဆိုကျွန်တော်တို့ဒါပတ်တီတစ်လုံးနဲ့မိန်းနှစ်ကွက်ပါเนาะကျွန်တော်ဘယ်နေရာမွေးရမလဲအင်္ဂါဗုဒ္ဓဘူးကြာတာပတိမွေးရမယ်ဆိုပေမဲ့ကျွန်တော်ရဲ့ကဏ္ဍတွေက2ရက်အတွင်းအကြအများဆုံးဖြစ်နေပါတယ်အဲဒါကလည်း2ရက်ပဲဦးစားပေးလိုက်မယ်เนาะ2ရက်အတွင်းဦးစားပေးလိုက်မယ်ဒါကြောင့်ကမှလည်းအင်္ဂါဗုဒ္ဓဘူးအဓိကလိုက်မယ်เนาะပါတီတစ်လုံးနဲ့မိန်းတစ်ကွက်ကိုတီတီမိမိပိုင်ပိုင်နဲ့မွေးခြင်းနဲ့ဆိုရဲကိုမအားလုံးပဲဆက်သွယ်ပါအတန်းမတိုက်တုံးဘူးယုံကြည်မှဆက်သွယ်ပါမိသားစုတွေအားလုံးပဲเนาะဖုန်းနံပါတ်လေးကျွန်တော်ဗီဒီယိုဖိုင်လေးအောက်မှာထောက်ပေးထားမယ်เนาะကဲတင်ကော်လေးလာပြီเนาะကျွန်တော်ကဏ္ဍလေးအစားဆုံးခေါ်ပြပေးမယ်ပြီးရင်တင်ကော်လေးပြောပြီးလိုက်ဗီဒီယိုဖိုင်လေးရင်နာမယ်เนาะကျွန်တော်ကီးလေးက4830ကြီးပါဝမ်းချင်းဒီတစ်ခုံဝမ်းချင်းတစ်ပိုင်ခုံပိုင်ပါမိသားစုတွေအားလုံးပဲခွန်နဲ့ပတ်သက်ပြီးတော့80ခွန်4ခွန်9ခွန်2ပါခွန်နဲ့ပတ်သက်ပြီးတော့80ခွန်4ခွန်8ခွန်9ပါเนาะကိုမအားလုံးပဲတင်ကွက်လေးလာပြီတင်ကွက်လေးကခွန်2ပါမိသားစုလုံးပဲခွန်2တင်ကွက်ပါတော့ခွန်နဲ့ပတ်သက်ပြီးတော့80ခွန်4ခွန်8ခွန်9တင်ကွက်လေးကခွန်2ပါမိသားစုရအားလုံးပဲเนาะတင်ကွက်လေးကခွန်2ပါဟယ်လိုဟုတ်ကဲ့ပြောပါဘာလဲညိုဘယ်တော့လွှဲထားလဲโอเคကျွန်တော်ပြီးဖုန်းလေးပြန်ခေါ်ပြန်တော့လောဆယ်ကျွန်တော်ဗီဒီယိုဖိုင်လေးရိုက်နေလို့เนาะโอเคပါပြင်ဖုန်းလေးပြန်ဆက်ပြီမယ်เนาะโอเค
ကဲကိုမရလုံးမဲ့နော်ခုနှစ်ပတ်သက်ပြီးတင်ကွာလေးကခုနှစ်ပါကျွန်တော်တင်းနဲ့ပတ်သက်ပြီးတော့တင်ကွာလေးကနော်တင်ကွာလေးပြောခင်မှာကျွန်တော်တာဝကနန်းလေးက30 1နှစ်18တကူပါတင်ကွာလေးက14ပါမိသားစုနေအားလုံးပဲနော်တင်ကွာလေးက14ပါနော်တင်းနဲ့ပတ်သက်ပြီးတော့30 1နှစ်18တကူတင်ကွာလေးက14ပါ14တင်ကွာခုနှစ်တင်ကွာပါကိုမရအောင်ပဲနော်တက်ခွန်ဝမ်းချင်းခုနှစ်တင်ကွာ14တင်ကွာ48 3ကြီးပါနော်ကိုမရအောင်ပဲကဲကျွန်တော်က view file ရေးချင်လာမယ်ဗျာကျွန်တော်ကိုမရအောင်ပဲစိတ်ချနိုင်ကိုကြီးမှပြေဆုံးကြပါစေကျွန်တော်ကိုရင်းနဲ့ကန်ဆက်ပြီးမနက်ဖြန်အင်္ဂါနေ့မနက်စီ share ပေါက်ကြပါစေကျွန်တော်ဆုတောင်းနေပဲကျွန်တော် view file လေးဒီပိုင်းရှင်းလာမယ်ပါအားလုံးပဲကောလက်ပါနော်မနက်ဖြန်ပေါက်ကြပါစေရကြပါစေဗျာနော်